လေတစ်ခေါက်လာရောက်စေခြင်းနာဖြူပြမောင်တွေသာယူမတောင်ကြီးစခန်းမောင်မျိုးကြည့်ရင်နဲ့မချီစရာညွညွမိုင်းငါတောင်းနှံပြကြီးမဝေးလာပါညီလေးတို့ရောကဘာဝလာရှူရင်းများနေလားညွညွမိုင်းငါတောင်းနှံပြကြီးမဝေးလာပါညီလေးတို့ရောကဘာဝလာရှူရင်းများနေလားတနောင်းပင်တွေညီညာစီကတွေ့တဲ့တဲ့ဖြူဖြူလန်းလေးနေလားလဲကလေးတွေနဲ့ပနာရလို့နေပြန်လာညီလေးတို့ရွာသာသာယာလေတစ်ခေါက်လာရောက်စီခြင်းနာဖြူပြမောင်တွေသာယူမတောင်ကြီးစခန်းမမ်းမြောကြည့်ရင်နဲ့မကြည့်စရာညွညွမိုင်းငါတောင်းနှံပြကြီးမဝေးလာပါညီလေးတို့ရောကဘာဝလာရှူရင်းများနေလားညွညွမိုင်းငါတောင်းနှံပြကြီးမဝေးလာပါညီလေးတို့ရောကဘာဝလာရှူရင်းများနေလားထနောင်းမင်းတွေညီညာစီကတွေ့တဲ့ဖြူဖြူလန်းကလေးနေလားလဲကလေးတွေနဲ့ပနာရလို့နေပြန်လာညီလေးတို့ရွာသာသာယာညီလေးတို့ရွာအရှိန်ကိုမြောင်ရတော့မြူခိုးတွေတောင်ကြီးတွေကအနောက်ဘက်မှာဘုရားရှင်တော်မွေနေစီရီများရှိရာမြင်မေအနဝအေယမရီကကြီးမှာညီလေးတို့ရွာဦးခိုက်ပြီးနေတာညီတို့ရွာအရှိန်ကိုမြောင်ရတော့ယူခိုးတွေတောင်ကြီးတွေကအနောက်ဘက်မှာဘ
ဘုရားရှင်တော်မူနေစေရီများရှိရာမြေမဲအနဝအေယဝရီကံကြီးမှာညီလေးတို့ရွာဦးခိုက်ဒီနေငရတွေပေါင်းရည်စီမာလာကိုတကားလေးစီပါလို့ပိုင်ကြည့်နေရေချသဘာဝပါအချိန်နဲ့ဤအခါတော်ဆောင်မှာတောင်းဟောင်းပေါ်ရကျွယဘောတခါသာသာရရဒီကလည်းတစ်ချောင်းစုတီးဖွယ်လာသဘောပြူတော်သူလုံးဝကြညာငရတွေပေါင်းရည်စီမာလာကိုတကားလေးစီပါလို့ပိုင်ကြည့်နေရေချလာအဲ့ဒါညီလေးတို့တော်ရဲ့သဘာဝပါအချိန်နဲ့အခါတော်ဆောင်ပါတောင်းဟောင်းပေါ်ရကျွယဘောတကာသာသာရရရေကလေးတစ်ချောင်းစုတီးခွေလာသဘောပြူတော်သူ